ကိုကျွန်တော်တို့ဒီနေရာမှာဘလူရောက်လာလဲဆိုတော့ကိုတို့ဒီမှာမဲချင်တာပဲအော်ဒီလိုပါခင်ဗျကျွန်တော်တို့ဒီဟင်းဒီပါတွေပေါ့ဟောပေါ့စားချင်တာတော့ပျော်ပါပေါ့ကွာဒီအဖွဲတွေစုပြီးတော့ဒီလိုပေါ့ကွာရေကန်ပင်းနဲ့ဒီအစင်ပြောင်းပေါ့ကွာရေကန်လေးပါအစင်ပြောင်းကနန်းတွေပါတွေလဲစားလို့ရအောင်ပေါ့ကွာဒီလိုအဲ့လိုမျိုးအစင်စင်နဲ့ကျွန်တော်ရောက်လာတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒီရဲဒီပါညာအစမပြေတာဒီဘာစီးတာဘာကူညီပေးရမှာလဲညီတဲ့တော့မလို့ဘူးခင်ဗျတို့ကနန်းရပြီးခင်ဗျတို့ကရေမလို့ဘူးဟုတ်လားကျွန်တော်ပြင်ပြီးပြီဒီမှာလဲကြည့်လိုက်ပါဦးခင်ဗျကျွန်တော်တို့ဟုတ်ကဲ့ရေကန်လဲကောင်းမွန်ပြင်းပြင်းဒီမှာအဲ့မှာကနားလေးပြတာဘာလို့စားမလဲမသိပါဗျကျွန်တော်ထုံးစားပါခင်ဗျကျွန်တော်တို့ဒီကနန်းလေးထုံးစားပြီးတော့ဒီအဖွဲတွေပေါ့ကွာဒီဟာလူပေါ့ပျော်စပါစေဆိုတာနဲ့အနေနဲ့ပေါ့ကွာဟုတ်ကဲ့အဲ့လိုမျိုးပေါ့ကျွန်တော်တို့သွားချင်တော့ပါခင်ဗျဟုတ်ကဲ့ကနားထုံးစားရင်ဘာထဲရလဲမသိဗျအကိုတစ်ချက်တော့ပြောပေးပါဦးဒီလိုပဲငယ်ဦးဒီနဲ့ဂျင်းဒီပါလေဂျင်းထဲတာပေါ့ကွာဟုတ်အဲ့လိုမျိုးပေါ့ကွာနော်ဂျင်းထဲတာတော့ဘာလို့အဲ့လိုမျိုးလို့ရှိတာပေါ့ဂျင်းထဲတော့သိတယ်မလားဒီပုံစံမျိုးပေါ့ကွာဟုတ်ကဲ့အဲ့မျိုးဒီမျိုးလောက်ပေးတာကိုရိုးလဲချစ်တင်ပါတယ်အဲ့မျိုးဒီရေရတော်ခက်ခဲတယ်နော်ကိုရိုးရွာမှာနော်မခက်ခဲဘူးတော်တော်အဆင်ပြေတယ်ရေကလုံးဝအဆင်ပြေတယ်လုံးဝအဆင်ပြေတယ်ကနမ်းမဲ့အခက်ခဲရှိတယ်ကနန်းတော်တော်များပေါ်ပြနေတော့တူရတာဗောနော်ကိုရိုးနော်ကနန်းတူပါလို့လေဟုတ်တယ်ဗျကျွန်တော်တို့ဟုတ်ကနန်းဒီဘာတူဖို့ဘာဖို့ဒီဘာညာလို့ဒီလားအကိုတို့ပြောပါအောင်ကျွန်တော်ကိုညပေးမယ်ဒီလိုဗျကျွန်တော်ကနန်းတူကို GCB တစီးရဟိုတင်ကားတစီးရဟိုရမုံတစီးရလို့လိုတယ်ဗျဘာဖို့တစီးလို့လိုတယ်ဗျဟုတ်ကဲ့ကျွန်တော်လည်းအမှတင်ပေးပါနော်ကိုနော်ကိုတို့အခက်ခဲလေးကနန်းတူကိုကျွန်တော်လည်းအထက်ကိုလူကြီးကိုတင်ပေးပါနော်ကိုနော်ဟုတ်ကဲ့မနေ့ပြန်ရအောင်ချပေးပါခင်ဗျကျွန်တော်အဲ့လိုချင်တယ်ရတယ်